trauma နဲ့ပတ်သက်လို့ပေါ့နော်ဆရာထိတယောက်တဲ့ကုသရေးတွေနဲ့ပတ်သက်လို့ဘယ်လိုတွေကုသလို့ရနိုင်လဲဆရာtrauma ဖြစ်ပြီးနောက်ပိုင်းမှာကုသလို့ရနိုင်ပါသလားဆရာစိတ်ဒဏ်ရာရသွားတဲ့သူတယောက်ကိုနွေးထွေးလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးတာဒါမှသာသူ့မှာပေါ်လာတဲ့စိတ်ခံစားမှုတွေတွေးတွေအဲ့အတွေးနဲ့ဆက်ဆက်ပြီးပေါ်လာတဲ့စိတ်ခံစားမှုတွေကိုပြောပြနိုင်အဲ့လိုပြောပြလိုက်ရင်သက်သာတာပေါ့ယောဂတော့သက်သာသွားတယ်ဟုတ်ကဲ့အဲ့တော့နွေးထွေးလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကိုကျွန်တော်တို့အမြဲတမ်းဖန်တီးပေးဖို့လိုတယ်မိသားစုထဲမှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ်အတိုင်းဝိုင်းလူပတ်ဝန်းကျင်အတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ဒီလိုပတ်ဝန်းကျင်မျိုးတွေရှိနေဖို့အရန်ရေးကြည့်တယ်အဲ့ဒါဒီကျွန်တော်တို့ပထမဦးဆုံးကုထုံးလူတယောက်ဒီစိတ်ဒဏ်ရာရသွားပြီးရင်ကျွန်တော်တို့ကြက်ချီနေရှေးဦးတူလာပြုလို့ပေါ့ဆေးရုံချက်ချင်းခေါ်သွားတာမှမဟုတ်တာဟုတ်တယ်မဒဏ်ရာကိုရေးဆေးပေးတယ်အနာကိုရေးဆေးပေးတယ်ပြီးရင်လိုအပ်တဲ့ဒီပတ်တီးစီတာမျိုးတို့ကျွန်တော်တို့ရိုးကျွေးလဲရိုးကျွေးတဲ့အလျောက်ချီပေးတာမျိုးဒါမျိုးတွေလုပ်တယ်လို့မျိုးပဲစိတ်ဒဏ်ရာရသွားတဲ့လူတယောက်ကိုလည်းအဲ့ဒီမှာကျွန်တော်တို့အဝင်းနေဟာမိသားစုဟာတငယ်ချင်းမိတ်ဆွေတွေကနှွေးထွေးစွာဖြင့်နဲ့သူ့ကိုနားလည်ပေးပြီးတော့နှစ်သိမ့်ဆွေးနွေးနားထောင်ပေးလို့ရတယ်အဲ့လိုနှစ်သိမ့်ဆွေးနွေးနားထောင်ပေးလိုက်တဲ့ဟာမျိုးဒီကျွန်တော်သူ့အတွက်ကဒါပထမဦးဆုံးလိုအပ်တဲ့ရှေးဦးသူနာပြုစုပြီးပဲစိတ်ကြမ်းမှရင်ရှေးဦးပြုစုစိတ်ကြမ်းမှရင်ရှေးဦးသူနာပြုစုပြီးပဲပေါ့နော်အဲ့ဒါကျွန်တော်တို့ခဲကိုကြိုးတဲ့အောင်ရှိပါတယ်အဲ့ဒါမျိုးလုပ်ပြီးနဲ့တဖြည်းဖြည်းချင်းစိတ်ဖိစီးမှုထိုင်ရပြီးတက်တာလာလိမ့်မယ်ပြေလျှော့လာလိမ့်မယ်ဒီပုံမှန်အလုပ်တွေပြန်ပြီးတော့လုပ်နိုင်တာပဲတကယ်လို့အဲ့အဆင့်ကိုမရောက်လာဘူးဆက်ပြီးတော့စိုးဝါးနေတယ်ဆိုရင်တော့ကျွန်တော်တို့လိုအပ်တဲ့အကူအညီကိုတက်ကြွနားလေတဲ့လူတွေရှိရနေပြီးတော့ခံယူပါမယ်။ကျမကြီးဆောင်ရှောက်မှုပေးနေတဲ့သူတွေဆရာသူလာပြဆရာမတွေစေဝန်တန်းတွေဆရာမတွေနောက်လိုအပ်ရင်စေယောဂအထူးကိုဆရာဝန်ကြီးတွေနဲ့ကုသပြီးတော့ဒါလိုအပ်ပဲအချိန်ထဲမှာတော့ဆက်ပြီးတော့စိတ်ချမ်းသာရေးပြုစုဆောင်ရှောက်မှုကိုရယူလို့ရပါတယ်။အဲ့တော့ပြန်ကောင်းနိုင်တယ်။ပြန်ကောင်းဖို့ပြန်ကောင်းတယ်ပြန်တယ်ပုံမှန်အတိုင်းပဲမိမိရဲ့တောင်းတွေကိုပြန်လဲထမ်းဆောင်နိုင်မှလည်းဖြစ်တယ်။သို့တော့ခုနကကျွန်တော်ပြောတဲ့ safe space စိတ်လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးရတယ်။အဲ့ဒီမှာတစ်ဆက်သေးလေးပြောချင်တာတစ်ခါတည်းကြလို့ရှိရင်နှစ်လမ်းသွားပထမတစ်ခုကတော့တကယ်စိတ်ဒဏ်ရာဖြစ်တဲ့သူကိုယ်တိုင်ကသူများကိုဖွင့်မပြောရဲဟုတ်ကဲ့ဆရာကျွန်တော်ဘာလို့လူတွေဒီနေမကောင်းလို့ခေါင်းကိုက်ရင်ခေါင်းကိုက်တယ်ဆိုတာပြောဖို့ဝင်မလေးကြလူတွေဒီယောဂဖြစ်လို့နှလုံးယောဂရှိတယ်စီးကျိုယောဂရှိတယ်ရင်ကျက်ရှိတယ်ဆိုတဲ့ဟာကိုပြောဖို့ဝင်မလေးပြီမဲ့စိတ်ဖိစီးမှုဖြစ်တဲ့ဟာတွေကြတော့တုံ့တန်အောင်သူများကိုမပြောတတ်ကြဘူးခုထဲမှာပဲတိတ်ထားအဲ့တော့ပထမဦးဆုံးကျွန်တော်ပေးခြင်းတဲ့ message ပေါ့တည်ငါစကားကတော့အဲ့လိုမျိုးကြုံတွေ့လာရင်စိတ်ဖိစီးမှုတွေရှိလာပြီဆိုရင်ကိုယ့်ဟာကိုယ်မျိုးမထားပါနဲ့ကိုယ့်ဟာကိုယ်မျိုးသိပ်ပြီးတော့မျိုးချမထားပါနဲ့ကိုယ့်ရဲ့ယုံကြည်ရတဲ့ခင်မင်ရတဲ့မိသားစုဝင်ပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေပေါင်းတယ်ပဲဖြစ်ဖြစ်ခံစားနေရတဲ့ဝေးတွေခံစားနေရတဲ့စိတ်ဖိစီးမှုတွေကိုပြောပြလိုက်တာဒါနံပါတ်1အဲ့တော့ဒါကကိုခံစိတ်တရားကြုံတွေ့လာတဲ့သူရဲ့လုပ်ရမယ့်ချက်အဲ့တော့ပတ်ဝန်းကျင်ကဘယ်လိုပြန်ပြီးတော့ပြုစုပေးရမလဲပြန်ဝန်းကျင်ကကြတော့အဲ့လိုမျိုးပြောလာတဲ့လူကိုဟဲ့ဒါလေးကဘာဟုတ်ပါဘူးမင်းမို့လို့ဒါဟုတ်ဖြစ်တယ်ငါတို့တော့မဖြစ်ပါဘူးငါတို့လည်းကြုံဘူးဒါပဲဒါပြောနေကြစကားဟုတ်ကဲ့ဆရာအဲ့ဟုတ်တယ်ကိုယ်တိုင်ကြုံမှုလိမ့်မယ်သို့တော့ကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲ trauma တစ်ခုကိုတယောက်နဲ့တယောက်တုံ့ပြန်ပုံချင်းမတူကြဘူးကိုကကြုံဘူးတယ်ကိုယ့်အတွက်ဘာမှတွေးထဲမှာလည်းနောက်ဆက်မရှိဘူးကိုယ့်ရဲ့စိတ်ခံစားမှုကိုလည်းဘာမှပြဿနာမဖြစ်ပေမဲ့နောက်တစ်ယောက်မှာအဲ့ဒါကထိုင်ရကြီးဖြစ်နိုင်တယ်အဲ့ဒါကိုကနားလဲပြရမဟုတ်ဘဲနဲ့အဲ့လိုမျိုးပြောလိုက်ရင်အဲ့ဒီသူဒီဘယ်တော့မှနောက်ဆက်ပြောမှာမဟုတ်တော့အဲ့တော့တယောက်တည်းဒီဒဏ်ရာကြီးကကြိတ်မိတ်ပြီးတော့ခံစားရင်နဲ့အနာရင်းလာပြီးတော့
နောက်ပိုင်းမှာမလိုလားတဲ့စိတ်ဖိစီးမှုတွေကြောင့်မလို့စိတ်ချမ်းသာရေးကိုအကြီးအကျယ်ထိခိုက်တာအဲ့တော့ခုနကပြောတဲ့အရှိမပြောခဲ့တဲ့ PTSD ပေါ့နော် post traumatic stress disorder စိတ်ဒဏ်ရာရရှိပြီးနောက်မှာဖြစ်လာတဲ့စိတ်ဖိစီးမှုဝေဒနာတွေပို့ပြီးတော့ခံစားလာအဓိကနားထောင်ပြီးတဲ့သူအတွက် message ကအဲ့လိုမျိုးပြောလာတဲ့လူရှိရင် compassionate mind ပေါ့နော်အင်္ဂလိပ်လိုတော့မြန်မာလိုတော့ဂရုဏာစိတ်နဲ့နားထောင်ပြီးပါသူတော်တော်စိတ်ခံစားမှုရှိကြလိုက်တယ်သူအတွက်ဒီဟာကြီးကတော်တော်ကိုကြီးပါလားဆိုတဲ့ဂရုဏာစိတ်နဲ့ကျင်နာတဲ့စိတ်နဲ့နားထောင်ပြီးလိုက်ပြီးတော့နားထောင်ပြီးဖို့လို့တည်တည်ချာချာလေးနားဆိုင်ထောင်ပြီးလိုက်ပြောတဲ့လူကဆက်ပြောရင်သူ့အတွက်ယောဂတော့တကယ်ကိုသက်သာနားထောင်တဲ့လူတွေခုနပြောသလိုပေါ့နော် compassionate mind နဲ့နားထောင်နိုင်မှုအတွက်ဆိုလို့ရှိရင်ပေါ့နော်ဆရာ trauma ဟာစိတ်အားနည်းလို့ဖြစ်တဲ့ယောဂမဟုတ်ဘူးအခြေအနေတွေအကြောင်းဆိုတာတော့ဆရာသုံးသပ်ပြသွားပြီပေါ့လေဒါပေမဲ့အခုမြန်မာပြည်မှာအတွေ့အများတဲ့စိတ်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးလွဲမှားတဲ့အယူဆတွေဆိုလို့ရှိရင်ဆရာအဲ့ဒါဘာတွေဖြစ်မလဲခင်ဗျမြန်မာကစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့လွဲမှားတဲ့အယူဆဆိုရင်ကျွန်တော်ကတော့မြန်မာပြည်မှာရေးလို့တော့ကျွန်တော်မပြောချင်ပေါ့နော်ကမ္ဘာလုံးကဖြစ်နေတာ stigma ပေါ့ဟုတ်ကဲ့ stigma အရှိမကျွန်တော်ပြောခဲ့သလိုပဲခန္ဓာကိုယ်ကျန်းမာရေးပြဿနာဖြစ်လို့ဘယ်သူမှတူွက်မထားဘူးထိန်းချုပ်မထားဘူးဟုတ်ကဲ့ဆရာပွင့်ပွင့်လင်းလင်းပြောရတယ်နော်စိတ်ကျန်းမာရေးဖြစ်လာလို့ဘုန်းကစိတ်အားငယ်တဲ့ဟာဖြစ်မယ်စိတ်ဖိစီးမှုတွေများတယ်စိတ်ကြောက်ကြက်တွေဖြစ်တယ်ဘသူ့ကိုသွားပြောတယ်ဘသူမှမပြောလူထင်သေးမှာဆိုတာအဲ့ stigma ဆိုတာဘာလဲဆိုတော့ထင်သေးမှာဆိုတာငါ့ကိုတော့သူတို့တွေကထင်သေးတော့မှာပဲငါကစိတ်ကြယောဂဖြစ်နေတယ်ငါဒီစိတ်ဖိစီးမှုလွန်ခဲ့တဲ့ယောဂဖြစ်နေတယ်ငါဒီစိတ်ကြောက်ကြက်ယောဂဖြစ်တယ်ငါဒီ PTSD ဖြစ်တယ်ဆိုရင်လူတွေငါ့ကိုထင်သေးမှာပဲလူတွေငါ့ကိုပုံမှန်လိုဆက်ဆံမှာမဟုတ်ဘူးဆိုတဲ့ကိုစပြီးတော့တိုင်းဝိုင်းကနေဖယ်ထုတ်တာပေါ့နော်သူဘယ်သူမှထုတ်တာမဟုတ်ဘူးနော်ကိုစဖယ်ထုတ်တာကို stigma တိုက်စက်နောက်ထပ်ဥပမာတစ်ခုပြရရင်ဒါကတော့ငါရဲ့နှလုံးရောဂါအထူးကုဆရာဝန်ကြီးလို့ပြောပြနေဘယ်သူကမှဒါကတော့ငါရဲ့စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးလို့တွေ့ကြမှာမိတ်ဆက်ပေးလေသူမှမမိတ်ဆက်ပေးဘူးဟုတ်ကဲ့ဥပမာငါရဲ့အော်တိုစာချင်းလာပြီးငါရိုးကြိုးတော့ငါခါကြိုးသွားတော့သူလှုပ်ပေးတာလို့လူတွေကြားထဲမှာဂုံယူစွာပြောပေမဲ့ဟိုမှာငါရဲ့စိတ်ချမ်းသာရေးဆရာဝန်ကြီးလာပြီးငါစိတ်ကြောက်ကြဖြစ်တော့သူကုပြီးတော့လို့ပြောတဲ့လူကြားဘူးလားကြားဘူးပါဆရာဟုတ်အဲ့ဒါ stigma ပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ stigma ဒီဘာကြောင့်လဲဆိုတော့အဲ့လိုပြောလိုက်ရင်ငါ့ကိုပတ်ဝန်းကျင်ဟာခင်သေးသွားမယ်ဆိုတဲ့သိငယ်စိတ်အဲ့ဒါကစပြီးတော့ကျွန်တော်တို့ကအဲ့ဒီ myth ကိုရှင်းရပါခုနကပြောတဲ့ myth ကိုရှင်းမှာဆိုရင်တော့အဲ့ရနေစရှင်းရကျွန်တော်တို့ WHO က2000မှတ်မရဆို2022မှာ2024ကမ္ဘာ့ကျန်းမာရေးစိတ်ကျန်းမာရေးနေ့ပေါ့နော် World Mental Health Days မှာထုတ်ပြန်တဲ့ကြေညာစာတမ်းရှိတယ်။ဘာပြောတာလဲဆိုတော့ human rights ဆိုတာလူတိုင်းသိဟုတ်တယ်မလားလူတိုင်းអော်နေတာပဲ human rights ဟုတ်ကဲ့အဲ့တော့ health as a human right ဆိုတာကိုလည်းလူတိုင်းអော်တယ်ဒါပေမဲ့ mental health as a human right ဆိုတာဘယ်သူမှမអော်ကြဘူးဟုတ်ကဲ့ဘာလို့ဆိုလိုလဲဆိုရင်စိတ်ကျန်းမာရေးဒီ human right ဖြစ်တယ်အဲ့ဒါဘာလို့ဗမာလိုဘာသာပြန်ရလို့ရှိရင်တော့ mental health as a human right ဆိုတာလူတိုင်းဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေတစ်မျိုးခံစားရနိုင်တယ်လို့ပြောတာဟုတ်ကဲ့ဆရာဒါ human right ပဲကျွန်တော်စိတ်ကြယောဂဖြစ်တာဒီကျွန်တော်ရဲ့ human right ဟုတ်ကဲ့ဆရာစိတ်ပူပန်မှုစိုးရိမ်မှုလွန်ကျဲတဲ့ဟာယောဂဖြစ်တာလေကျွန်တော်ရဲ့ human rights ပဲဒါကိုပေါ်ထင်ပြောရဲဆိုရဟုတ်ကဲ့ဒါမှ stigma ပြောင်းအဲ့တော့အဲ့ဒါမှပြောင်းမချင်းကျန်တဲ့ဟာတွေကလိုက်ပြီးတော့ myth တွေကလုပ်လို့မရဘူးနော်ပြီးတော့ဒုတိယ myth ကတော့ရှေ့မှာကျွန်တော်ပြောလို့ပဲဒါလေးများကွာငါတို့လည်းကြုံဘူးနေရပဲမင်းမို့လို့ဒီလောက်ထိခံစားနေရခဏကြားဦးမှာပေါ့ဟုတ်တယ်ဟုတ်ကဲ့အဲ့ဒါကလည်းတော့ကိုနဲ့နိုင်လိုက်တာစိတ်ချမ်းသာရေးကိုပတ်သက်တဲ့ခါမှာကိုနဲ့နိုင်လို့နေလူတိုင်းတော့ချော်လဲဘူးတာပဲဟုတ်တချို့ကရိုးကျိုးသွားတယ်တချို့ကဘုံယုံပဲ့လို့ပဲဖြစ်တယ်တ
ချို့ကအသားကွဲသွားတယ်သူမှမတူတာ ဟုတ်ကဲ့ ဒိုင်ယာနဲ့ဆိုင်ပုံရင်မတူဘူးပေါ့နော်ကိုယ့်ရဲ့ခန္ဓာရပုံအဲ့ဒါဒုတိယမြစ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ရှောင်ချအဲ့တော့အဲ့နှစ်ခုကိုကြော်လွှားနိုင်ရင်ကျွန်တော်တို့ခုနကပြောတဲ့ဒီစောင့်ရှောက်မှုတွေကူညီမှုတွေကောင်းကောင်းလုပ်လို့ရသွားတယ်အဲ့တော့ကျွန်တော်တို့အဓိကတွန်းနိုင်ရမှာတော့ stigma ကိုတွန်းနိုင်ရမှာဖြစ်တယ် stigma ကိုလူတိုင်းကလက်ခံစားရတဲ့သူကိုယ်တိုင်လည်းလက်ခံပြီးတော့ဝင်းကျင်ကလည်းဒါကိုအမြင်မဆောင်မဲ့နဲ့လက်ခံတဲ့ဟာမျိုးဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါကတော်တော်လေးကိုကျွန်တော်တို့ပြုပြင်ပြောင်းလဲအောင်ပဲဖြစ်တယ်ဒါပေမဲ့ဒီ message ကိုတော့ကျွန်တော်ကတော့ strongly ပေးချင်တယ်ဒီတိုင်းရအောင်ကျေးဇူးပါကျေးဇူးပါဆရာဟုတ်ကဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဒါစိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ဒါ psycho education ပေါ့နော်ဆရာတို့လည်းရှေ့မှာရောပေါ့နော် platform မျိုးဖွဲ့စည်းမျိုးနဲ့ဆရာတို့စ조사ပြီးလှုပ်ဆောင်နေတာကြီးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆရာအဲ့တော့ဒီ psycho education ကအခုဆရာဆွေးနွေးသွားတဲ့အချက်တွေရဆိုရင်ဒါလွဲမှားတဲ့ဆန်အယူလွဲမှုတွေပေါ့နော် stigma တွေဖြေပြဖို့ဆိုရင်အင်တန်မှဒါအရေးကြီးတဲ့အခန်းကဏ္ဍပါတယ်လို့ကျွန်တော်တို့နားလည်လို့ရတယ်ပေါ့နော်ဆရာအဲ့တော့လူကျွန်တော်ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့နီးစပ်တဲ့ဝင်းကျင်မှာပေါ့နော်ကျွန်တော်အများအားပြောလို့ရှိရပေါ့နော်ဥပမာလူရယ်လို့ဖြစ်လာရင်ကျွန်တော်ပညာရေးသင်ကြားတယ်ဥပမာဒီ hard skill တွေကဆိုလို့ရှိရင်ကျွန်တော်တို့ဒါဥပမာ driving skill ပေါ့နော်ဆရာလမ်းပေါ်ထွက်ပြီးကားမောင်းမှုဆိုရင်ဒါကားမောင်းတတ်ဖို့ driving skill ကျွန်တော်တို့သင်ရတယ်ကျင့်ရတယ်ပေါ့နော်စိတ်ကလည်းဆရာသက်ရှင်နေထိုင်မှုအတွက်ပေါ့နော်ဒီလိုမျိုးရှင်သန်နေထိုင်ရေးအတွက်ရည်ကြီးတဲ့ skill တစ်ခုဖြစ်တယ်လို့ပြောလို့ရမလားဆရာနောက်တစ်ခုကဟုတ်ကဲ့ဆရာအဲ့ဒါလေးဆွေးနွေးပေးပါဆရာအရေးကြီးတယ်လေရှင်းတယ်မှုရစိတ်ကအရေးကြီးအဲ့တော့ကျွန်တော်ကတော့WHO ရဲ့ကျန်းမာရေးဆိုတဲ့ဟာလေးကိုပြန်ပြီးတော့လုပ်ပေးခြင်းတယ်ပေါ့နော်ဘာလို့ရှင်သန်နေထိုင်ရေးလို့ပြောတာကျွန်တော်ဒီကျန်းမာရေးဝန်ထမ်းတယောက်ဖြစ်တယ်ကျန်းမာရေးဝန်ထမ်းတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပြန်ပြောခြင်းကျန်းမာရေးကိုအဓိပ္ပာယ်ဖွင့်ထားတာကရှင်းပါလေကျွန်တော်တို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့အဓိပ္ပာယ်ဖွင့်ထားတာဒီ physical mental and social well-being သုံးချက်နဲ့ပြည့်စုံတယ်ဟုတ်ကဲ့ကိုကျမ်းမာစိတ်လဲကျမ်းမာ social well-being ဆိုလူမှုဘဝကျမ်းမာအဲ့သုံးခုမပြည့်စုံရင်ကျမ်းမာတယ်လို့ပြောလို့မရဘူးအဲ့တော့ခန္ဓာကိုယ်ကြီးကတော့တောင်မြည်ကျမ်းမာတန်ဆွမ်းပြီးတော့တကယ်ကိုအားကောင်းမောင်းနိုင်စိတ်ကျမ်းမာရေးမပြည့်စုံရင်လည်းကျမ်းမာတယ်လို့ပြောလို့မရလူမှုဘဝကျမ်းမာရေးမပြည့်စုံရင်လည်းကျမ်းမာတယ်လို့ပြောလို့မရမေးစရာမေးခွန်းတွေရှိလာပါတော့လူမှုဘဝကျမ်းမာရေးဆိုတာအဲ့ဒါနောက်ထပ် chapter တစ်ခုဖြစ်သွားတယ်ဟုတ်ကဲ့တစ်ခါဟုတ်ကဲ့ဆရာဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်နောက်ဆရာကဒါအင်္ဂလန်နိုင်ငံမှာစိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးအနေနဲ့ဒါတာဝန်ထမ်းဆောင်နေတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဆရာမြန်မာပြည်နဲ့ပတ်သက်လို့လည်းစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ advocacy work တွေနောက်ဥဆောင်မှုတွေအများကြီးလုပ်နေတာရှိရပေါ့နော်အဲ့တော့အင်္ဂလန်မှာဆရာအဲ့လိုပဲလားဆရာဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ရင်လူတွေကထုတ်မပြောကြဘူးလားကုသဖို့အတွက်ဆရာအတွေ့အကြုံလေးပေါ့နော်အဲ့ဒါလေးဆရာနည်းနည်းမျှဝေပေးပါဟုတ်တယ်အတူတူပဲကျွန်တော်ကလည်းပြောပြီးပဲဟုတ်မြန်မာတနိုင်ငံထဲမှာပေါ့ stigma နဲ့ပတ်သက်ရင်ကမ္ဘာလုံးဝလောက်ဒါကြောင့်မလို့တော့မှ WHO က mental health as a human right ဆိုတဲ့ဆောင်ပုဒ်ကိုထုတ်တာပေါ့မြန်မာပြည်အတွက်ထုတ်ထားတာမဟုတ်ဘူးတကမ္ဘာလုံးထုတ်တာဟုတ်ကဲ့ဒီမှာလည်းဒီတိုင်းပဲလေကျွန်တော်ဘယ်သူမှလမ်းမှာတွေ့လို့ငါရဲ့စိတ်ရောဆရာဝန်ကြီးဆိုပြီးတော့ငါမနှုတ်ဆက်ဘူးဟုတ်ကဲ့ဆရာလူတွေကြားထဲမှာမိတ်ဆက်မပေးဘူးဟုတ်ကဲ့ငါရဲ့ငါနှလုံးကိုခွဲပေးလိုက်တဲ့နှလုံးခွဲစိတ်ဆရာဝန်ကြီးဆိုရင်တော့ဟာအဲ့လူတွေကြားထဲမှာမိတ်ဆက်ပေးတယ်လူတွေကလည်းသိကြတယ်ဟုတ်ကဲ့စိတ်ယောဂါနဲ့ပတ်သက်တဲ့ပြုစုဆောင်ရှောက်ပေးတဲ့ကျန်းမာရေးလုပ်သားပေါ့နော်ကျွန်တော်လည်းလုပ်သားလို့ပဲပြောပါမယ်ကျန်းမာရေးဝန်ထမ်းပေါ့ကျန်းမာရေးဝန်ထမ်းတွေဆိုလို့ရှိရင်ပြင်မှာတွေ့ရင်စကားမပြောချင်ကြဘူးဟုတ်ကဲ့ဟုတ်ကဲ့ this ကိုအဲ့တော့ဘယ်သူမှ discriminate လုပ်တာမဟုတ်ကို discriminate လုပ်နေတာ discriminate လုပ်တယ်ဆိုတော့ဗမာလိုပြောရင်တော့ face တွေးဖေရှောင်းဖေတွေးရှောင်းဖေပလိုက်တာပေါ့နော်ရှောင်းဖေပလိုက်အဲ့တော့မင်းကငါတို့အုပ်စုတွေမလာနဲ့လို့သူများကပြောရင်သူများက discriminate လုပ်တာကိုအဲ့ဒီအုပ်စုတွေကိုမဝင်တာကကို discriminate လုပ်တာကိုဒါကိုပြောရမှာလို့ကြောက်ရွံ့နေတာအမှန်တော့တကယ်တမ်းပြောရရင်ကျွန်တော်နည်းလေး facts နဲ့ figures နဲ့နည်းလေးထည့်ပြောရအောင်နော်တကယ်တော့စိတ်ကျန်းမာရေးကအရန်ရေးကြည့်တယ်
ဘာကြောင့်အရေးကြီးလဲဆိုရင်ဒီကျွန်တော်တို့ကမ္ဘာရဲ့မှတ်တမ်းတွေအရသည်လူ4ယောက်ရှိရင်1ယောက်ဒီအချိန်ချင်းမှာ depression ဖြစ်ကိုဖြစ်ဖူးတယ် ဟုတ်ကဲ့ဆရာ လူ8ယောက်မှာ1ယောက်ဒီစိတ်ဖိစီးမှုရှိကိုရှိတယ် ဟုတ်ကဲ့ ဒါအဲ့တော့ဘယ်လောက်များလဲဆိုတာကိုပြောပြနော်လူ ဟုတ်ကဲ့ 8ယောက်မှာ1ယောက်ကစီးကြိုရှိမနေဘူး ဟုတ် လူ ကဲ့ 8ယောက်မှာ1ယောက်ဒီသွေးတိုးရှိမနေဘူး ဟုတ်ကဲ့ လူရှိသွေးတိုးယောဂရှိမနေဘူးလူ8ယောက်မှာ1ယောက်ဒီအဆုတ်ယောဂနှလုံးယောဂဖြစ်မနေဘူးဒါနဲ့သေချာတာကတော့လူ8ယောက်မှာ1ယောက်ဒီစိတ်ဖိစီးမှုရှိတယ်အဲ့လောက်ထိစိတ်ဖိစီးမှုကဒီလူတွေကိုဟိုဒုက္ခပေးတာပေါ့နော်လူတွေအတွက်အနှောက်အယှက်ဖြစ်စေတဲ့ဟာဖြစ်တယ်ဒါပေမဲ့လူတွေကဒါကိုလက်မခံထားဘူးအဲ့တော့ကျွန်တော်တို့မြန်မာပြည်ပို့ဆိုးတယ်ဘာလို့အရှိတိုင်းဒီပို့ပြီးတော့စိတ်နဲ့ပတ်သက်လာလို့ရှိရင် stigma ပိုကြီးတယ်အနောက်တိုင်းကတော့အခုကတော့တော်တော်လေးပွင့်လင်းလာပြီခုနကလိုမျိုးလူတွေကြားထဲမှာမိတ်ဆက်မပေးတာရှိပေမဲ့စိတ်ဖိစီးမှုဖြစ်လာလို့အကူအညီတောင်းဖို့တော့သူတို့ဝင်မလေးတော့ဘူးစိတ်ဖိစီးမှုဖြစ်လာဖို့အတွက်ဖြစ်လာရင်သူတို့ counseling service တွေတွားတယ်ဒါပထမဆုံးလုပ်တဲ့ဟာပေါ့နော်အခုမိသားစုနဲ့ဆင်မရတော့ဘူးဆိုရင်နောက်ပထမဆုံးဆင့်ကတော့ counseling service တွေအဲ counseling ဆိုနှစ်သိမ့်ဆွေးနွေးတဲ့နေရာတွေကိုတွားတယ်အဲ့ဒီမှာမှအဆင်မပြေဘူးဆိုရင်ဆရာဝန်ဆရာမတွေကိုတော့ပြတယ်အဲ့ဒီမှာမှအဆင်မပြေဘူးဆိုရင်အထူးကုဆရာဝန်တွေရှိလို့တွေ့တယ်ဒါအဆင့်ဆင့်တွားအဲ့ဒီမှာမှကျွန်တော်တို့အထူးကုမှာမှအများကြီးခွဲသွားတဲ့ဟာတွေပေါ့နော်ကုထုံးတွေကတော့နောက်ပိုင်းကျွန်တော်ခင်းတဲ့ခါကျရင်ပြောပါမယ်ဒီအခုခုနကမေးခွန်းကိုပြန်ပြီးတော့ဆက်ရလို့ရှိရင်တော့ဒီအနောက်တိုင်းတွေမှာတော့အဲ့လောက်ကြီးထီတော့ယောဂဖြစ်နေတာကိုတော့သိမထားတော့ they seek help နော်ပူကြီးရှာအရှိတိုင်းမှာကကိုဟိုချက်ဟိုစိုးရိမ်ပြီးတော့မပြောတော့ကိုဂါတာဖြစ်ရင်လူတွေကတော့ငါ့ကိုမကြိုက်တော့ဘူးဆိုရဲအဲ့တော့ယူဆမားတယ်ပေါ့နော်မှတော့ဒါဒီ mental health as a human right လူခွင့်ရေးပါစိတ်ဖိစီးမှုဖြစ်တာဒီလူတယောက်ရဲ့ရပိုင်ခွင့်ခွင့်ရေးပဲအဲ့ဒီဟာကိုကူညီဖို့အတွက်ဒီဝန်ဆောင်မှုလုပ်ငန်းတွေအစင်သင့်လုပ်ထားပေးရမှာလေတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ဒီလုပ်ပေးရမယ်တောင်းအဲ့ဒါလေသူတို့ရဲ့ human rights မှာပါတယ်ပေါ့နော်လူတယောက်ချင်းဒီစိတ်ဖိစီးမှုဖြစ်လာလို့ရှိရင်ဒီစိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့လိုအပ်တဲ့အကူအညီတွေကိုရယူနိုင်ရမယ်သူတို့အတွက်လည်းအစင်သင့်ရှိနေရမယ်ဒါတွေအားလုံးပေါ့နော်စိတ်ယောဂတစ်ခုပဲခံစားဖို့ပဲ human rights မဟုတ်ဘူးဖြစ်လာလို့ရှိရင်လည်းပူစရာနေရာရှိရမယ်သွားပြစရာနေရာရှိရမယ်အဲ့ဒီအတွက်လည်း accessible ဖြစ်နေရမယ်အားလုံးကလွယ်ကူနေရမယ်ဆိုတော့ဒါတွေအားလုံးဒီ human rights အနေနဲ့သူကဆက်ဆက်နေပါတော့ခုနကပြောလို့ကဘာကြီးမှာလူတိုင်းဒီစိတ်ဖိစီးမှုပတ်သက်မှုဖြစ်တဲ့နှုန်းကများတယ်မြန်မာပြည်မှာအခုဆိုပုံများတယ်မြန်မာပြည်မှာမဟုတ်ပါဘူးစစ်ပွဲတွေဖြစ်နေတဲ့ဘယ်နိုင်ငံမှာမဆိုပေါ့နော်အခုမြန်မာကဘာကြီးမှာမငြိမ်းချမ်းတဲ့ data တိုင်းဒီခုနက10ယောက်1ယောက်တော့မဟုတ်တော့2ယောက်မှ1ယောက်လုံးဖြစ်သွား ဟုတ်ကဲ့2ယောက်မှ1ယောက်လုံးဖြစ်သွားအဲ့တော့မာပြည်ထဲမှာရှိနေတဲ့သူတွေကပို့ပြီးတော့များအဲ့တော့ကုသမှုတွေချင်းဖေးမဆောက်ရှောက်မှုတွေမရှိတာကြားလေလေမရနိုင်လေလေခုနကစိတ်ဖိစီးမှုကနေပြီးတော့စိတ်ယောဂဝေဒနာဖြစ်လာစိတ်ယောဂဝေဒနာကြာလာတဲ့အခါမှာကုလို့မလွယ်တော့တဲ့ပြဿနာတွေပါဖြစ်လာနိုင်တယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ကဒီတတ်နိုင်တဲ့လောက် short ချချင်တာဒါကြောင့်မလို့လေဒီစိတ်အာဟာရဒီ program လေးဒီပြည်သူအတွက်အများကြီးအကျိုးများမယ်လို့ကျွန်တော်ကတော့ရည်မျှော်တယ်အဲ့ဒီအတွက်လည်းဒီလို program မျိုးကိုဒီထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါဆရာဆရာဒါဆိုလို့ရှိရင်ပေါ့နော်ဒါစိတ်ကျန်းမာရေးနဲ့ပတ်သက်လို့အကူအညီတောင်းတာအားနဲ့ချက်မဟုတ်ဘူးဒါဟာရှင်သန်မှုအတွက်တာမန်တဲ့အချက်လို့ကျွန်တော်နားလည်လို့ရပါလားဆရာသိကောင်းတဲ့ကောင်းလို့ချက်
ဟုတ်ကဲ့ပါဆရာနောက်ဆုံးအနေနဲ့ပေါ့နော်ဆရာအခုဆိုလို့ရှိရင်ခုနဆရာပြောသွားတဲ့ထင်မှလည်းပါတယ်ဒါပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်လို့လည်း highlight လုပ်သွားတာရှိရပေါ့လေခုကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့က stigma တိုက်လုပ်ထားခံရတဲ့အပြင်ပေါ့နော်ဒီလိုမျိုးစိတ်ကျန်းမာရေးနဲ့ပတ်သက်လို့လည်းတွင်တွင်ကြဲကြဲအများကြီးဝန်ဆောင်မှုပေးနေတာမရှိဘူးပေါ့လေဒါကြောင့်ဒီလိုခန်းစားနေရတဲ့ပြည်သူတွေအနေနဲ့ပေါ့နော်ဆရာတို့လုပ်နေတဲ့ Telegram မှာတို့ပေါ့နော်တခြားတော့ပေါ့နော် program တွေနဲ့ပတ်သက်ပြီးတော့ဆရာကျွန်တော်တို့reach out လုပ်လို့ရတဲ့ဟာအကူအညီတောင်းခံလို့ရတဲ့ဟာလေးရှိနေဆရာဒီအစီအစဉ်ကနေတစ်စင်မိတ်ဆက်ပြောကြပေးပါအောင်ဆရာကျေးဇူးအများကြီးတင်တယ်ကျေးဇူးအများကြီးတင်တယ်လုံနေတာကြီးအများကြီးရှိတယ်ကျွန်တော်တို့ပထမဆုံးကတော့ခုနက Telegram မှာပြောသွားတယ်ပေါ့နော် Telegram မှာဒီပြည်သူလူထုကိုဝန်ဆောင်မှုကျန်းမာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုကိုအလကားပေးနေတဲ့နေရာပေါ့နော်အဲ့တော့ဒီဟာစိတ်ကျန်းမာရေးတစ်ခုလည်းမဟုတ်ဘူးကျန်းမာရေးလို့ကျွန်တော်ကပြောတယ်နော်ကိုကျန်းမာပဲဖြစ်ဖြစ်စိတ်ကျန်းမာရေးပဲဖြစ်လာပြီဆိုရင် Telegram မှာဆက်သွယ်ပါဆက်သွယ်ပြီးသွားလို့ရှိရင် Telegram မှာရှိတဲ့အထွေထွေယောဂကုဆရာဝန်တွေဒီသက်ဆိုင်ရာလူနာတွေကိုကြည့်ပြီးရင်လိုအပ်ရင်လိုအပ်တယ်လို့သက်ဆိုင်ရာအထူးကုဌာနတွေကိုဆက်ပြီးတော့ပြောင်းပေးတယ်သူကကျွန်တော်တို့က online ရပဲလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့လူနာကိုတော့စမ်းသပ်တာတွေလုပ်လို့မရအောင်ဒါပေမဲ့စိတ်ကျန်းမာရေးအတွက်ကျတော့အရန်ဆင်ပြေသွားတယ်ကျွန်တော်တို့ကလူနာနဲ့စကားပြောတာနဲ့နားထောင်တာပဲဖြစ်တဲ့အတွက်ကြောင့် Telegram program လေးစိတ်ကျန်းမာရေးအတွက်ကတော့စိတ်ကျန်းမာရေးစိတ်ဖြစ်စီမှုခံစားနေရပြီးတော့စိတ်ကျန်းမာရေးချို့တက်လာတယ်လို့ကိုထင်တဲ့သူတွေပေါ့နော်ချိခိုက်လာတယ်လို့ထင်တဲ့လူတွေအတွက်တော့ Telegram မှာအဓိကထားပြီးဆက်သွယ်ဖို့ကျွန်တော်ကတော့တိုက်တွန်းနေတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အဲ့ဒီမှာရှိနေတော့အထွေယောဂကုဆရာဟောအားလုံးကိုကျွန်တော်တို့ကစိတ်ကျန်းမာရေးပြုစုဆောင်ရှောက်မှုအတွက်ကိုထူးတင်တန်းနေပေးထားပြီးသား။သူတို့တွေဒီကျွန်တော်မြန်မာပြည်မှာကအာနာမသိငင်နေရပေါ့နော်အာနာမသိငင်နေမြန်မာပြည်ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့အသုံးစရိတ်ဒီတော်တော်ကိုနည်းသေးတယ်။ဒါကြောင့်ပြည်သူ့ဆိုရတက်လာတဲ့အချိန်မှာမြင့်တင်လိုက်လို့များလာတယ်။စိတ်ယောဂနဲ့ပတ်သက်လို့ကျွန်တော်တို့ဝန်ဆောင်မှုပေးနိုင်တဲ့အင်အားကြီးတော်တော်နေပါတယ်။ဒါပေမဲ့အခု technology ရဲ့စွမ်းအားလို့ပဲပြောအကျိုးကျေးဇူးကြောင့်မလို့အခုလို Telegram မှာလည်းမျိုးplatform တစ်ခုကိုစနစ်တစ်ခုကိုကျွန်တော်တို့ထူထောင်ထားတဲ့အခါမှာပြည်သူလူထုကစိတ်ယောဂနဲ့ပတ်သက်ရင်စိတ်ကျန်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ Telegram မှာဆက်သွယ်စေခြင်းနဲ့ကျွန်တော်တို့ခုနကပြောလို့ပဲစိတ် Telegram မှာထိုင်နေတော့ကျူရီယောဂကိုဆရာအောင်များသည်WHO ကနေပြီးတော့ train လုပ်ထားတဲ့ MHGAP လို့ခေါ်တာပေါ့နော် mental health gap ရှိတဲ့အတိုင်းကြီးမြန်မာပြည်ပေါ့တကယ်မြန်မာပြည်လိုနေရာမျိုးစိတ်ယောဂအထူးကုဆရာဝန်ကြီးတွေရှားပါတဲ့နေရာမျိုးတွေမှာအထွေယောဂကုဆရာဝန်တွေကိုစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ချိရောက်တဲ့အခြေခံကုသမှုတွေကုနိုင်အောင်ကျွန်တော်တို့ train လုပ်ထားတယ်အဲ့တော့သူတို့တွေကစပြီးတော့သူတို့ကုသမှုတွေပေးလိမ့်မယ်သူတို့ကကုသမှုမလိုဘူးခုနကနှစ်သိမ့်ဆွေးနွေးမှုပဲလိုတယ်ဆိုရင်ကျွန်တော်တို့ရှိမှာနှစ်သိမ့်ဆွေးနွေးမှုအတွက် empathic counseling service တွေရှိတယ်နော်အဲ့ဒီ counseling service တွေကိုကျွန်တော်တို့လွှဲပေးလို့ရတယ်ပြီးသွားရင်အရေးပေါ်စိတ်ဖိစီးမှုရမ်းပြင်းထန်လို့မိမိကိုယ်ကိုဒီကြောင်းကြံမှုစိတ်တွေပေါ်လာတာပဲဖြစ်ဖြစ်မိမိပတ်ဝန်းကျင်မှာအဲ့လိုမျိုးစိတ်ဖိစီးမှုတွေများလာတဲ့ကိစ္စတွေရှိလာရင်ပဲဖြစ်ဖြစ်ဆက်သွယ်ဖို့ကတော့ကျွန်တော်တို့ zero suicide ဆိုပြီးတော့ကျွန်တော်တို့channel ဖွင့်ထားတာရှိတယ်။သူကနေ့တိုင်းမနေ့4နာရီညနေ4နာရီနှစ်ချိန်ခွဲပြီးတော့လုပ်ထားပေးတယ်။အဲ့ဒီဟာကိုလည်းကျွန်တော်တို့ဆက်သွယ်ပြီးတော့စိတ်ဖိစီးမှုများရင်များတဲ့အချိန်ကောက်ဆက်အဲ့ဒီမှာကျွန်တော်တို့ရဲ့train လုပ်ထားတော့ empathic listener တွေသူတို့တွေကအမြဲတမ်းနှစ်သိမ့်ဆွေးနွေးနားထောင်ပေးဖို့အစဉ်သင့်စောင့်တယ်။ဒီဟာနှစ်ခုခုနကဟာလေးနဲ့ခုလုံးပြောသွားတဲ့ဟာတွေနဲ့ပြလို့ပါမလုံတော့သေးဘူးစိတ်ယောဂအခြေအနေစိတ်ကျန်းမာရေးအခြေအနေကအထူးကူရည်တွေမှာပြမှာအဆင်ပြေမယ်ဆိုရင်လည်းကျွန်တော်တို့မှာ specialist program တွေကျွန်တော်တို့ကိုယ်တိုင်ဈေးကမ်းထိုင်ကြတယ်ကျွန်တော်တို့ specialist တွေလည်းအများကြီးရှိတယ်သူတို့တွေဒီဆက်လက်ပြီးတော့စိတ်ကျန်းမာရေးပြုစုဆောင်ရှောက်မှုတွေပေးနေဒါကအရေးကြီးတယ်ပေါ့နော်ပြည်သူအတွက်ဒါကိုကျွန်တော်အထူးမှာခြင်းနဲ့မိမိရဲ့စိတ်ကျန်းမာရေးကိုပြုစုဆောင်ရှောက်ဖို့အတွက်အရေးကြီးပါတယ်ပြည်သူအားလုံးကိုယ်လည်းကျန်းမာမှာစိတ်လည်းကျန်းမာမှာလူမှုဘဝလည်းကျန်းမာပါတာကျွန်တော်တို့ကျန်းမာတဲ့မိမိကိုယ်ကိုကျန်းမာတဲ့လူတွေဖြစ်လာမယ်မိမိသားစုမိမိပတ်ဝန်းကျင်မှာလည်းကျွန်တော်တို့အများကြီးကျိုးဆောင်နိုင်မယ်အကျိုးပြုနိုင်မဲ့သူတွေဖြစ်လာမယ်ဒါမှလည်းကျွန်တော်တို့တိုင်းပြည်အတွက်လည်းအကျိုးရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ပါဆရာကျွန်တော်တို့စိတ်အာဟာရအစီအစဉ်မှာချိန်ပေးဖြေကြပေးတဲ့အတွက်ဆရာကိုကျေးဇူးထူးတင်ရှိပါတယ်ဆရာပြည်သူများအားလုံးလည်းစိတ်အာဟာရအစီအစဉ်ကိုနားထောင်ပြီးတော့စိတ်နှလုံးချွတ်လန်းချမ်းမြေ့ကြပါစေအချင်းချင်းလည်းစိတ်အာဟာရကနေပေးတဲ့စိတ်ကျန်းမာရေးတည်ပညာကနေတဆင့်ချင်းချင်းနားလည်ကျင်နာစွာစောင့်ရှောက်နိုင်ကြပါစေလို့မေတ္တာပို့ဆုတောင်းပါတယ်ခင်ဗျာကျွန်တော်တို့နောက်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ